တယ်ခင်လေးပါရှင်ကဲဦးကြတော့ဦးသိန်းစိန်နာလေးကိုရောက်နေပါတော့ဂိတ်ကဟာဂိတ်ကပစ္စည်းရောက်လို့ဆက်ပေါ့နော်အညာမောင်ယူလေးရောက်ပါပြီအညာမောင်ယူကုန်လာနဲ့ကွက်တီပဲရောက်တာပေါ့နော်29ရက်4လပိုင်း2026အဲ့ရက်မှာအညာမောင်ယူလေးရောက်ပါပြီမက်ဆီမန်လေးလည်းရှိပါတယ်နော်တောင်ကြယူလေးကတော့စောင့်ရပါအောင်ပဲအခုကတော့ဂိတ်ကိုပစ္စည်းရွေးရင်းနဲ့ပေါ့နော်တောင်ကြယူနဲ့အဲ့မှာရှစ်မတက်ယူနဲ့မက်ဆီမန်လေးဒီတစုံကိုရမှာဖြစ်ပါတယ်စေယုံကြီးရှိဘူးပေါ့နော်စေယုံကြီးရှိဘူးကိုရမှာဖြစ်ပါတယ်ကဲမှာယူမယ်ဆိုရင် Viber နံပါတ် pushing လေးရှိပေါ်မှာအသေးစိတ်ပြပြဆွဲပြီးတော့မှာယူနိုင်ပါတယ်အညာမောင်အမျိုးသားခွန်အားဖြည့်ယူနဲ့လေးစီလေးကိုလိုအပ်သလောက်ရပါပြီရှင်ကျေးဇူးများကြီးတင်ပါတယ်